ကဲကျမတို့နေပြီးတော့ကားကွင်းကနေစတင်ပြီးတော့ထွက်ပြီးတော့တောင်ပေါ်စတက်ပါတော့မယ်ရှင်ကားပေါ်မှာနောက်ကအမျိုးသမီး3ယောက်ကတော့အလှပြင်ဖို့စတင်ပြီးပြင်ဆင်နေပါပြီရှင်မကမဘယ်ကြည့်နေမဆိုင်ရရှင်မကောင်းရနေစင်းနေပေါ့နော်ခုံမရပတ်ကြီးရလာပြင်လာတာရန်ကုန်ကနေ expert စိုက်ပြီးတော့9နာရီခွဲကနေကျမတို့စထွက်လာလိုက်တာဒါပြင်မနာဘက်ကပတ်လာတာပေါ့နော်အခုဆိုရင်တော့လင်းကင်အခြေအနေရောက်ပြီကဲအခုကင်းတာလမ်းခွဲကိုရောက်ပြီအဲ့လမ်းခွဲကနေစပြီးတော့ပေါင်းလောင်းတင်မယ်လေကိုသွားပါမယ်လူတွေကတချို့က review ရေးကြတော့နင်းလေးနဲ့လကားဘယ်ကနင်းလေးရမှာအဝေးတော်မောင်းอ่ะเนาะကျမတို့9နာရီခွဲထွက်လာတာဟို9နာရီကျော်လောက်မှရောက်တယ်ကျမတို့ကလမ်းမှာခဏနားတာဘာညာရှိသေးတာပေါ့နော်9နာရီကျော်10နာရီလောက်မှရောက်တယ်အဲ့တော့လမ်းမှာတော့ရှုခင်းနေရတော့အရန်လှစားဖို့တောက်ဖို့တခါတည်းဝယ်တော့ဝယ်မသွားဘူးဆိုရင်လမ်းခုလက်မှာရွာလေးတရွာရှိတယ်အဲ့ဒီမှာအကြော်တွေပါစားလို့ရတယ်ဆက်ပြပေးမယ်နော်အခုဆိုရင်တော့ကျမတို့ဒါတက်လာခဲ့တာအခုအကြော်ရောင်းတဲ့ရွာနာလေးကိုရောက်ပြီကဲကောင်းချင်းမောင်းကတော့စောလာမှရမယ်နော်ဒီရွာလေးနာမည်ကကြတော့တောင်ပေါ်တောင်ချလို့ခေါ်ပါတယ်ရှင်ဒီမှာအကြော်စားတော့ဖို့လုံးဝမမေ့တာနဲ့အဲ့လေညီမတော့တော့ပဲကြည့်အော်ရတယ်လေမြတ်စားမှာဟေးစားမစားဘလို့ကြော်လိုက်အရှိနားမှာစီးတယ်ရွကြီးမှပေါ်ပါသွားခြင်းလည်းသွားလို့ရတယ်အကြော်လဲစားတခြားမုံလေးတွေလည်းရတာပေါ့ကွယ်ပေါ်ပပါလေးပဲပေါ့ခရီးသွားတွေကလာနေရလေများများရောင်းဟုတ်ကဲ့ပြည်လိုင်းဝတင်ဒီကိုမရောက်ခင်မှာစောင်းကြီးမောင်းနဲ့ဟလာရဒီစားကြည့်ညာကောင်းတယ်ဘူးစီကအဲ့လိုပဲလာမှာလေကိုမယူရိုက်လိုက်အောင်လာပါတယ်အမလီတဆိုင်ပဲရှိအဲ့ကိမနှဆက်လာအေးမောင်းတဲ့အကြော်နဲ့အရန်စားကြည့်နေတယ်တောက်ချောက်မှာတော့အများဟုတ်တယ်ရှာခဲ့ရနော်တို့ခုမှတွေ့တာမိုက်တာပါပဲနေရတောင်ပေါ်တောင်ကြားတဲ့ကြော်ညာပြီးရဖြစ်တာပို့ထက်ပဲဟုတ်တယ်အမှန်ရှိတင်တယ်နော်ဝယ်နေပါပြီလမ်းမှာအရန်စားကောင်းတယ်အကျော်ကျွတ်နေပဲဒီမှာကြည့်ရောအကျော်လုံးဝကျွတ်နေဒီလိုမျိုးရှာနေတာနော်ရမယ်နော်ဒီမှာကျွတ်ဒါဆိုရင်မရမလဲကျွတ်သွန်ကျော်ဘုရားကျော်နောက်ထပ်ကဒီမှာတော်ဟူးကျော်ရေဘူးတီကျော်ရေလည်းရတယ်စုံရတယ်နော်ဒီမှာနော်အရန်ကျွတ်စားကောင်းတော့ဒီမှာနော်ဟိုကလည်းကောင်းချင်းမောင်းလည်းရမယ်ကောင်းချင်းမောင်းကတော့စောလာမှရမယ်နော်နောက်ကျရင်တော့မရဘူးမရတော့ဒါတော့3လုပ်ပဲရတာနော်ဒါတော့ VNB အတွက်ခြံထားပြီတက်တော့တင်ဟဲ့ကြောဆိုင်ကိုဟိုက်ထောင်းတော့ထောင်းတက်လာမှာ